န်ကြည်တန်အင်ဂျီရဲ့အောက်မှာကလေးရဲ့ကြောပြင်တစ်ခုလုံးတတုပြားပုတ်တိုက်မိလို့หนีရဲပြီးပုံးပဲ့နေတယ်ဒါကအာယုံကြောအားနေတာမဟုတ်ဘူးအင်ဂျီလဲပင်ကတတုတစိတ်ပြားကကလေးသားကိုစူးနေလို့ပါကလေးကစကားမပြောတတ်တော့နာလို့ငိုပြနေတာ3ရက်တောင်ရှိပြီဖျားရည်ဒီတစိတ်ပြားကိုငါတတိမထားမိလိုက်ဘူးဆိုပြီးဆရာဝန်ကြီးလဲအမားကိုဝန်ခံသွားရတယ်အဲ့ဒီအချိန်မှာပဲကလေးလေးကငိုရာကနေရက်သွားပြီးပြုံးပြလာတယ်မစူးတော့ဘူးနောက်ဆုံးတော့မနာတော့ဘူးဟေဒီအမကြီးကတိတ်ကောင်းတာပဲငါသူ့ကိုချစ်သွားပြီဝှေ့ထားတာလဲတက်တောင့်တက်တာရှိလိုက်တာအိတ်တော့မယ်ကလေးရဲ့အမေလဲသားလေးအဆင်ပြေသွားတာတွေ့တော့ဝမ်းသာအားရနဲ့ကျမကိုဖတ်ပြီးကျေးဇူးတင်တော့တာပဲမင်းကအလုပ်တင်မဟုတ်တော့ဘူးဒီနေ့ကစပြီးငါမြေးလေးရဲ့တီးတန့်ကလေးထိန်ပဲလစာ3ဆပေးမယ်အခုချက်ချင်းစာချုပ်ချုပ်ဒါကမင်းငါမြေးကိုကယ်ပေးလို့ကျေးဇူးဆက်တဲ့အနေနဲ့ကြိုပြင်ထားတဲ့ကပ်ပဲယူထားလိုက်ကျန်တဲ့လူတွေအကုန်ထွက်သွားကြတော့ကျန်းဝံတယောက်ရှိရင်ရပြီတကယ်တော့ကျမမှာကလေးရဲ့စကားတွေကိုနားလည်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုရသွားတာပါစားပြီးနိုးတောက်ချင်ပြီးနွေးချိုလေးတောက်ချင်တယ်ကလေးစာနေတာတိတာနဲ့နို့မြန်ဖြော်တိုက်ရတယ်အခြေအနေမဟန်တော့ဘူးဘောင်းမီထဲမှာပေပွားနေပြီးနေရခက်လိုက်တာမြန်လာလဲပေးပါဦးဒါဆိုလဲချက်ချင်းအနီးပြေးလဲပေးရတယ်အိတ်ချင်နေပြီဒါပေမဲ့မီးအောင်ကအရန်လင်းနေတဲ့မီးပိတ်ပေးဟိုအမကြီးကိုပဲချီတိတ်ခိုင်းမယ်တခြားလူတွေလက်ကအေးဆက်နေတာပဲလုံးဝမရဘူးဒီလိုနဲ့ကလေးလေးဘာဖြစ်ချင်လဲဆိုတာအကုန်သိနေတော့အချိန်တိုအတွင်းမှာတင်ကလေးကျမ်းမာရေးကအများကြီးတိုးတက်လာတယ်ညာဘက်နှာခေါင်းပိတ်နေရင်လေထုဆိုထိုင်းဆန်းညှိပေးရတာမျိုးကအစအကုန်စင်ပြေသွားတယ်ကလေးအမေကပါကျမကိုအရန်အားကိုးလာပြီးတခင်လေးရဲ့အခန်းဘေးမှာပိုကြီးတဲ့အခန်းတစ်ခန်းပြောင်းပေးတယ်တရက်မှာအမဲရောင်ကဝင်တဲ့အမျိုးသမီးတစ်ယောက်အခန်းထဲဝင်လာတယ်ကျန်းဝံသူကဒုတိယသခင်လေးရဲ့ဇနီးဒုတိယသခင်မဂျိုးရန်နဲ့အိမ်တော်ထင်းကမိတ်ဆက်ပေးတယ်အိမ်တော်တွေကကောလာဟာလာတွေအရဒီဒုတိယသခင်မကအပြင်ပန်းသာသဘောကောင်းချင်အောင်ဆောင်နေတာကောက်ကျစ်တဲ့နေရာမှာနာမည်ကြီးပဲနင်ကအသက်ရောက်လာတဲ့ကလေးထင်းလားလာပါဦးငါတူလေးကိုကြည့်ရအောင်မငိုတော့ဘူးပဲအရင်က3ရက်တောင်စတိုက်ငိုနေတာလေစေပညာတက်တန်းအနှစ်40ရှိတဲ့ဆရာဝန်ကြီးတောင်မသိတာကိုနင်လိုအလုပ်တင်ကလေးထင်းလေးကသိတယ်ပေါ့လေနင်ကန်ကောင်းသွားတာပါသူကကန်ကောင်းတယ်ဆိုတဲ့စကားကိုအကြိမ်ကြိမ်ထပ်ပြောပြီးထူးဆန်းတဲ့အပြုံးနဲ့ကြည့်နေတယ်အဲ့ဒီအချိန်မှာကလေးလေးကကျမကိုလှမ်းပြောတယ် DND ကြီးကိုကအနံ့ဆိုးကြီးထွက်နေတယ်ရေမွေးနံလည်းမဟုတ်ဘူးချင်းဆူးဆူအနံ့ကြီးငါသူ့ကိုမနှစ်မြို့ဘူးသူလာတိုင်းလေထုကြီးကနန်းစော်သွားတာပဲ18ရက်သားလေးတောင်လူခွဲတက်နေပြီဆိုတော့ဒီအိမ်ကြီးထဲမှာတတိထားနေမှရတော့မယ်အချင်းချင်းပြန်ဆိုင်မှုတွေကြားမှာကျမကတော့ကလေးလေးကိုပဲအာယုံစိုက်ပြီးဂရုစိုက်နေခဲ့တယ်မကြခင်မှာပဲသခင်လေးရဲ့တလားပြည့်ပွဲရောက်လာတယ်ပွဲမတိုင်ခင်ညဘက်မှာကလေးအမေကအင်ဂျီဘူးကြီးတစ်ခုယူလာတယ်ကျန်းဝံဒါကမနှက်ဖြန်ပွဲမှာကလေးဝတ်ဖို့အီတလီကနေအထူးမှာထားတဲ့ဝတ်စုံတစ်လေးအစကအရန်ကောင်းတာကလေးနဲ့ကွက်တိဖြစ်မဖြစ်တေချာစစ်ကြည့်လိုက်အောင်ကျမလည်းဝတ်စုံကိုဖြန့်ကြည့်လိုက်တော့ရင်ဘတ်မှာရွှေရောင်မြေးရုပ်တစ်စိတ်လေးနဲ့အဲ့ဒီတစ်စိတ်ကိုစမ်းကြည့်လိုက်တဲ့အခါထောင်စွန်းတွေကချွန်ထက်နေတာကိုသတိထားမိလိုက်တယ်သွားပြီးနောက်ထပ်တတုတစ်စိတ်ပြားတစ်ခုကလေးလေးကလည်းအဲ့ဒီအင်ဂျီကိုမြင်တော့ချက်ချင်းအော်တော့တာပဲဟင်းအင်းမဝတ်ဘူးနောက်တစ်ခေါက်လာပြန်ပြီးအရင်တစ်ခါငါ့ကိုစူးတဲ့ဟာကြီးမဝတ်ချင်ဘူးငါလည်းပင်လေးကအခုမှပြန်ကောင်းကာစားရှိသေးတာလုံးဝမဝတ်နိုင်ဘူးသခင်မကြီးဒီအင်ဂျီရင်ဘတ်မှာတတုတစ်စိတ်ပြားပါနေတယ်အရင်တစ်ခေါက်ကကလေးကိုစူးတာလဲဒီလိုတစ်စိတ်မျိုးပဲအဲ့ဒါကြောင့်ဒီတစ်စိတ်ပြားကိုကတ်ကြီးနဲ့ညှက်ထုတ်ပစ်လိုက်ပါရစေရွန်သိန်းကနန်းတန်တဲ့အင်ဂျီဆိုပေမဲ့ကလေးရဲ့အသားရည်ထက်တော့တန်ဖိုးမကြီးပါဘူးငါစကားပြောတာအရန်တဲ့လုံးသွားလို့သခင်မကြီးများစိတ်ဆိုးသွားမလားတွေးပူနေတော့မှပဲသခင်မကြီးကခေါင်းညိပြတယ်နင်ပြောတာမှန်တယ်ညှက်ထုတ်ပစ်လိုက်ကလေးမေရဲ့ခွင့်ပြုချက်ရတာနဲ့တတုတစ်စိတ်ကိုကတ်ကြီးနဲ့တေချာညှက်ထုတ်ပေးလိုက်တယ်ကလေးလေးကလည်းဝမ်းသာသွားပြီးဒီအမကြီးကတကယ်ကိုငါရဲ့ကျေးဇူးရှင်ပဲဆိုပြီးပြုံးပြနေတယ်နောက်နေ့တလားပြည့်ပွဲမှာဧည့်သည်တွေအများကြီးရောက်နေကြတယ်ကျမကတော့ကလေးထိန်ဆိုတော့အပြင်ထွက်ခွင့်မရှိပဲနားနေခန်းထဲမှာပဲနေရတယ်သခင်လေးကတော့တစိတ်ပြားဖြုတ်ထားတဲ့ဝတ်စုံတစ်လေးကိုဝတ်ပြီးသူ့မေလက်ထဲမှာအေးဆေးအိပ်ပျော်လို့တပွဲလုံးကလည်းကလေးလေးချစ်စရာကောင်းတဲ့အကြောင်းချီးမွမ်းနေကြတယ်အဲ့ဒီအချိန်မှာပဲအိမ်တော်ထင်းရောက်လာတယ်ကျန်းဝံသခင်မကြီးကမင်းကိုဧည့်ခန်းမှာလာခဲ့ဖို့ခေါ်နေတယ်ကျမကိုလာဘာသွားလို့ရမှာလဲသခင်ကြီးကမင်းကိုလူကုန်အလဲမှာကျေးဇူးတင်ခြင်းလို့တဲ့ကျမလည်းဘာမှပြန်ပြောခွင့်မရပဲအိမ်တော်ထိန်နောက်ကိုလိုက်သွားရတော့တယ်ခန်းမကြီးထဲကိုဝင်လိုက်တဲ့အခါဧည့်သည်တွေရှေ့မှာသခင်ကြီးကစကားစာတယ်ဒါကငါတို့ရှင်မိသားစုရဲ့မျိုးဆက်တစ်မြေးလေးပဲဒီနေ့မြေးလေးရဲ့တလားပြည့်ပွဲကိုလာပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီကလေးလေးမွေးကလေးကကျန်းမာမာနဲ့အခုလိုရှိနေဖို့အများကြီးကြော်ဖြတ်ခဲ့ရတယ်အထူးသဖြင့်ကျေးဇူးတင်ရမယ့်သူတယောက်ရှိတယ်အဲ့ဒါကတော့ငယ်ရွယ်တဲ့ကလေးထင်းကောင်မလေးပါသူဒီအိမ်ကိုရောက်လာပြီး3နာရီတောင်မပြည့်သေးခင်မှာဆရာဝန်တွေရောမိသားစုတွေပါဘာလို့ရမှန်းမသိဖြစ်နေတဲ့ကလေးရဲ့ပြဿနာကိုရှာတွေ့ခဲ့တာပဲပွဲလာဧည့်သည်တွေအားလုံးရဲ့အကြည့်ကကျမစီကိုရောက်လာပါ